မင်္ဂလာပါရှင်ဒီနေ့စနေနေ့ဆိုတော့အိမ်မှာတက်ရှင်းနေလောက်တယ်စားဖို့အတွက်ချက်ပြုတ်မတမော်တုတ်ဘူးလေကျွတ်တော်လေးပြီးဖုံမယ်ကျွတ်တော်လေးရယ်ဟောင်းလေးစားထားပါမယ်နော်ကျွတ်တော်ရယ်ရုပ်ဒီဇိုင်းရယ်ကိုမီးဖုံမယ်ကျမတော့ဒါလေးနဲ့ပဲဖုတ်လိုက်ဘက်ဆောင်တော့ဟိုပြင်းတာလည်းပါတယ်ပြီးတော့လွယ်ကူတာလည်းပါတယ်ဟိုမီးပုံနဲ့အိုးနဲ့လုပ်ပြီးဆိုလို့ရှိရင် तू ကတူးတာတူးကတ်တာကတ်အဲ့လိုမျိုးဖြစ်ဒါလေးကြတော့ညီမျှတယ်ဒါလေးနဲ့ဖုတ်လိုက်လို့ရှိရင်ကဲသူ့ကြောင့်မှမပြောကိုကြောင့်ပဲကိုပြောတယ်ကိုငိုခဲ့ရတာတွေရီခဲ့ရတာတွေပျော်ခဲ့ရတာတွေဝမ်းသာခဲ့ရတာတွေအဲ့လေးတွေနည်းနည်းလေး sharing လုပ်ပေးမယ်နော်ပျော်ကြမယ်ငိုကြမယ်ရီကြမယ်ပေါ့ပြောတဲ့အထဲမှာဘယ်လောက်ထိရောက်သွားပြီလဲဆိုတော့ဟိုကလေးမွေးတဲ့အထိနော်ကလေးမွေးတဲ့အထိအဲ့ဒီမှာရောက်သွားပြီအဲ့မှာတခုရှိတာကိုဝင်ဒီတစ်နှစ်ပတ်လုံးပေါ့နော်ကိုဝင်ဆို6လလေ10လပေါ့10လပေါ့ထားပါဆိုအဲ့ဒီတစ်နှစ်ပဲထားပါဆိုနော်အဲ့ဒီတစ်နှစ်ပတ်လုံးမှာမြို့သားကလုံးဝစိတ်ချမ်းသာအောင်ထားတယ်ကိုမျက်နှာတော့မျိုးလုံးဝမခံကိုမျက်နှာနည်းနည်းလေးညှိုးနေပြီဆိုဘာဖြစ်တာလဲဘာလဲအဆင်မပြေဘူးလားဘာညာအဲ့လိုမျိုးမေးတာအဲ့ဒီကဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့အခြေအနေတွေကတော်တော်ဆိုးဆိုးမကောင်းဘူးပေါ့နော်အရင်မောင်အလက်ဆိုလို့ရှိရင်သူဆိုလို့ရှိရင်တစီမောင်းနေညအချိန်မတော်အဲ့လိုမျိုးသူတို့သတ်မှတ်ထားတဲ့အချိန်ထက်ကျော်လို့ဆွဲခံရတာပါဝါအဲ့ဒီကလည်းကိုကလေဒီမှာကိုဝင်းနဲ့စိတ်ပူပြီးတော့မျက်နှာတွေကမအီမသာဖြစ်နေအမျိုးသားချက်ချင်းပဲပတ်စံအဲ့ဒီက30နဲ့လားမသိရွေးရလားချက်ချင်းပဲပို့ပေးညရင်းချင်းပဲရွေးအဲ့လိုမျိုးလှုပ်ပေးတာပြီးတော့အဲ့ဒီမောင်လေးပဲ6လွာလား9လွာလားသူတို့နေတာအဲ့ဒီအိမ်ထီကိုတခိုးခိုးခံရတာအဲ့ဒီတခိုးခိုးခံရတော့လေရှိသမျှဟိုလိုင်စင်တွေရောအကုန်လုံးပါသွားတာထုတ်လိုက်ဖုန်းတွေရောပတ်စံတွေရောအကုန်လုံးပါသွားတာအဲ့ဒီကလည်းဖုန်းဆိုဖုန်းတော့ဈေးသုံးမှုအတွက်အကုန်လုံးတော့လူလေးသိမရှိအရန်ကူညီခဲ့တာအမေဆိုဘာလို့ချင်းလဲအမေစေးနော်အမေမျက်မှန်အကုန်လုံးပေါ့အမေဘာဖြစ်လဲစေးုံစေးကမ်းပြမလားရောအဲ့လိုမျိုးလုံးဝကိုကဘယင်လိုနေခဲ့ရတာဘယင်မလိုနေခဲ့ရတာကိုဝင်ရှိရောအရန်စိတ်ချမ်းသာအရန်ပြောဖို့ကောင်းတာအရန်ပဲအဲ့ဒီကငါဘဝကြီးตายရပြီပေါ့တွေးခဲ့ရပါတော့ငါဘဝကြီးตายရပြီငါဟိုဖြစ်ပြီပေါ့ငါ့ကြောင့်ငါ့ကိုချစ်တယ်ပေါ့ဘယ်လိုပဲဖြစ်သူလည်းသူ့ကလေးသူ့ရဲ့ရင်သွေးလေးသူကအသက်ကြီးပြီ60ကျော်ပြီသူကအသက်ကြီးပြီဆိုမှကိုကဒီလိုမျိုးလေးမွေးပြီးတော့ကိုပို့ပြီးတော့ချစ်တယ်ဆိုပြီးတော့ဒီကလေးလေးရှိလာရင်ကိုတို့တွေတာပို့ပြီးတော့တာရပျော်ရွှင်မယ်ပေါ့အရန်ဟိုမှာကိုလေးကြီးနူးပြီးတော့နေရပေါ့နော်အဲ့ဒါနဲ့ကလေးမွေးွားဆောဟိုပြောတဲ့တခါမှာကလေးမွေးွားပြီးတော့အိမ်ပြန်လာပြီးတော့အဲ့လိုမျိုးလေးတွေဖြစ်တော့ကိုအရင်ကသူလုတ်ခဲ့တဲ့ပုံစံနဲ့ကိုဒီလိုမျိုးဖြစ်လို့ဟာဖီးကထက်ငုတ်ပြန်ပြီးတော့ဝမ်းကဖြတ်ပြန်နေပြန်ရောမွေးတည့်ရမလားမိနီတွေခံစားချက်ရပြီးခလေးကလည်းညဘက်တွေဆိုလို့ရှိရင်နေနဲ့ညနဲ့မှားတညာလုံးအေးပြက်အဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါနဲ့သူအဲ့ဒီကိုဝင်ရှိတဲ့တောက်လျှောက်မှာလည်းမြန်မာကိုပတ်စံနေဆိုလဲသူပဲပို့ပေးတာကိုယ့်ရဲ့အရင်2လစာသူယူထားတယ်ဆိုပေမဲ့အဲ့ဒါကလည်း320နဲ့ဟိုဟာလဲဆိုတော့ဘယ်လောက်မှမရှိဘူးပေါ့နော်330လောက်မရှိဘူးအဲ့ဒါကိုသူယူထားတယ်ဆိုပေမဲ့ကိုယ့်ကိုလည်းမြန်မာကိုလည်းခဏပတ်စံနေပို့ပေးတယ်အိမ်ကသားသုံးဖို့စားဖို့ပေါ့နော်ဘာလို့လဲလူရင်းလို့တလို့ကွန်ပျူတာလူရင်းကွန်ပျူတာဖုန်းဆိုဖုန်းအကုန်လုံးသူအလုံးဖြည့်ဆည်းပေးတယ်အကုန်လုံးလုပ်ပေးတယ်ဆိုတော့ဟာအကုန်လုံးကျန်တဲ့ကိစ္စတွေကိုခွာချပလိုက်ပြီငါ့ကြောင့်ခွာဖြစ်တယ်ပေါ့အဲ့နဲ့ခလေးလည်းမွေးပြီးရောအိမ်ကိုရောက်လာတယ်အဲ့လိုမျိုးတွေကြုံခက်ခဲလေးတွေနဲ့ကြုံတယ်ပြီးရောခလေးဘယ်လောက်လဲခလေး2လတောင်မပြည့်သေးဘူးလားမသိပါဘူး2လကျော်လား2လတောင်မပြည့်သေးဘူးလားမသိဘူးအဲ့ချိန်မှာသူ့အမဆိုင်မှာလှုပ်သွားလှုပ်ကြမယ်တဲ့သူ့အမဆိုင်မှာလှုပ်သွားလှုပ်ကြမယ်ဆိုပြီးတော့လှုပ်တော့အမအဲ့ဒီခလေးလေး2လကျော်အနီးထုတ်လေးတဲ့ကိုကမလွန်ဆန်နိုင်ငါမလုံနိုင်ဘူးခလေးကိုကပြောတာပေါ့နော်မပြောဘဲနဲ့တော့ဘယ်နေမလဲငါခလေးတေးလေးနဲ့ငါမလုံနိုင်ဘူးခလေးနဲ့လည်းဟိုအညော်တယ်ပေါ့နော်ပြီးစားတော့ဆိုင်မှာအကင်ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ပြပြတယ်အဲ့ဒါမြန်မာကိုပို့တဲ့ပတ်စံလည်းမရှိဘူးတဲ့နေအလုံးမှရမှာတဲ့ဘာညာပေါ့နော်ကိုကတော့တွေးလိုက်တယ်အော်သူတောက်လျှောက်ပေါ့နော်အရန်ပင်ပန်းလာတယ်ကိုဝင်ရှိတဲ့ဆက်ကြမှာမြန်မာကိုလည်းသူလိုလေးမရှိ
လိုလေသေးမရှိပို့တယ်ပါညာအော်ငါယောက်ျားအဲ့လိုမျိုးဟိုဖြစ်တယ်ဆိုတော့ကိုကလည်းစိတ်ကိုလျှော့လိုက်ပြီးတော့ဝမ်းနေတာတွေဟိုဖြစ်ပြီးအော်သူ့ငါတစ်ဖက်ကူညီရမယ်ပေါ့နော်ကိုကလည်းငကိုထဲကပတ်စံရှာတာတို့လောက်တာတို့ပြူတာတို့ဆိုကိုကလည်းမပြင်းတတ်တဲ့မိန်းမကိုကိုတိုင်းပတ်စံရှာပြီးကိုကိုတိုင်းငငယ်လေးကတည်းကတုံးပြီးတော့ကိုကိုတိုင်းအမြဲတမ်းပေးကန်းစွန့်ကျဲတဲ့ဒီလက်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့လေကိုပတ်စံကိုပဲကိုကဟိုဖြစ်တယ်သူများရှိကအဲ့လိုမျိုးလေသူများရှိကနေပြီးမျောကိုတဲ့မိန်းမမဟုတ်တော့လေမခံရင်စိတ်ကလည်းပိုရှိတော့သူကပြောလှုပ်ဆိုပြီးပြောတယ်ဒါပေမဲ့ကိုကတော့ခလင်းငယ်တယ်ဆိုပြီးတော့သူ့ပြပြတယ်ရှင်းပြတယ်ဒါပေမဲ့သူကလက်မခံဘူးသွားဟိုင်းတယ်ခလေးကိုခေါ်ပြီးသွားဟိုင်းတယ်တခြားအလုပ်တွေဆိုလို့ရှိရင်တော့ခလေးနဲ့သွားလို့မရဘူးကို့အမျိုးဖြစ်တဲ့တကြောင်မလို့သွားလို့ရတယ်ပေါ့နော်အဲ့နဲ့သွားအဲ့ဒီအချိန်မှာဘယ်လိုဖြစ်လဲဆိုတော့ခလေးကငိုပြီးဆိုနှုတ်စာပြီးဆိုအချိန်နဲ့တိုက်ရတာပေါ့2နိုင်ချာငိုပြီးဆိုနှုတ်မုတ်လေးဖြော်ပြီးတော့နှုတ်ဘူးလေးနဲ့တိုက်နှုတ်ဘူးလေးနဲ့တိုက်ပြီးသွားပြီဆိုခလေးအိတ်သွားပြီဆိုအလုပ်လေးပြေးလို့အခလေးနိုးလာပြီဆိုပြန်ထားအဲ့လိုမျိုးပြေးလုံးလိုက်ခလေးကြည့်လိုက်ပြေးလုံးလိုက်ခလေးကြည့်လိုက်ပေါ့နော်ညဘက်တွေဆိုလို့ရှိရင်ခလေးကအဲ့လိုမျိုးနေနဲ့ညနဲ့မှားတဲ့ဗလားလေထိုးတာလားဖိုက်အောင်တာလားဘယ်လိုလဲမသိဘူးပေါ့နော်ငိုတာတို့ပြူတာတို့မငိုဘူးဆိုလည်းလုံးဝမအိတ်တာတို့အဲ့လိုလေးရှိတာပေါ့တညလုံးဟိုဖြစ်တယ်မနှက်ကြလို့ရှိရင်9နိုင်ဝက်10နိုင်အလုပ်ကိုသွားအခလေးနဲ့ဆိုင်ဆိုတော့ကွာကိုကလည်းလေခလေးအိတ်တယ်လို့နေကင်းနေလည်းမအိတ်ရညဘက်တွေလည်းအဲ့လိုမျိုးတွေဖြစ်ဟာအရန်ဟိုဖြစ်တာအရန်လည်းဝမ်းနဲ့အရန်လည်းမုန်းကြတယ်အဲ့လိုမျိုးတွေဖြစ်တာကိုကမိဘအောင်မပြောပြဘူးအော်ငါတို့တွေစားနေရတာတွေကငါသမီးဒီလိုမျိုးတွေလုပ်ပြီးစားနေအမေအဲ့လိုမျိုးတွေဟိုဟာဖြစ်မှာဆိုလို့နော်ဝမ်းထဲမှာဆိုလို့အမေကယောဂတွေလည်းစုံတယ်သွေးတို့နှလုံးစီးချိုအဲ့လိုမျိုးတွေရှိတော့လေအဲ့ဒါနဲ့ကိုကအဲ့ဒီကြောင်းတွေမပြောဘူးခုမှဘာဖြစ်လို့ပြောပြလဲဆိုတော့ကိုလိုမျိုးဖြစ်ရင်ဘယ်လိုမျိုးလေးတွေလောက်ကမယ်ဆိုတာကိုညီမတွေကိုအမတွေကိုဟိုဒါအတွေ့အကြုံအနေနဲ့ကိုကပြောပြတာရှောင်းရန်လေးတွေကိုစကားထဲမှာကိုရဲ့ပြောတဲ့ထဲမှာဒါလေးတွေနဲ့တိုက်ဆိုင်နေဆိုလို့ရှိရင်ဘယ်လိုလေးလောက်ကမယ်ဆိုကိုပြောစရာမလိုအောင်အဆင်ပြေသွားအောင်လို့ကိုကဒါလေးတွေပြောပြတာဒီမှာနေတယ်ဆိုလို့ရှိရင်တထေးကြီးဖြစ်သွားတာလည်းမဟုတ်ဘူးသိရမလားအဲ့တော့တချို့ကြတော့လေဒီယူလာပြီးဆိုလုံးဝတထေးကြီးဖြစ်သွားပြီးတော့ချမ်းသာသွားမယ်လို့ထင်အဲ့မျိုးတွေလည်းမဟုတ်ဘူးဆိုတာအဲ့ဒါနဲ့ကိုဘွားနဲ့ရှင်ပြီးတော့ဒါလေးတွေဖြစ်ပြလေးတွေပြောပြတာအားနဲ့ပြောပြအောင်မယ်အခုအမဆိုင်မှာလောက်ကောအရန်နေတဲ့တရက်မဟုတ်2ရက်မဟုတ်အရန်ပင့်မစိတ်တွေရောလူတွေရောပင့်မန်းလာတဲ့အချိန်မှာဆိုင်ရောက်တော့အမလေးရှုံးမချငိုပြစ်တာသူ့အမကလေဘာဖြစ်လို့လဲအဲ့လိုပြောတယ်အလုံးမလုံးချင်လို့လားဘာဖြစ်လို့လဲဘာမှမပြောဘူးဒီတိုင်းပဲငိုချပြစ်တာအဲ့နဲ့တငယ်ချင်းအတိတယောက်ကလာလေတော့လာငိုကဒီမှာဆိုင်မှာအလုံးလုံးနေတာလားဆိုပြီးတော့အိမ်ကအမအောင်ရောင်းမအောင်မေးတော့အရန်အလုံးလုံးတာမဟုတ်ဘူးတဲ့သူကအဲ့လိုခလေးသေးသေးနဲ့ဘာနဲ့အဲ့လိုမျိုးအလုံးလုံးတယ်လို့ပြောလို့ရှိရင်ပတ်ဝန်းကျင်ကသူတို့ပြောမှဆိုလို့လားမသိဘူးလာလေတာတဲ့လာလေတာဆိုပြီးပြောတယ်ဘာလာလေတာလဲလို့ကလင်ကချစ်တယ်လို့ငါ့ကိုလို့အလုတ်ခိုင်းတာလို့အဲ့ဒီကဘယ်လောက်ပေးလဲဆိုတော့တစ်လ9သိန်းပေးတယ်ဘာဖြစ်လို့9သိန်းပေးလဲဆိုတော့အမကအလုပ်ကိုဖြစ်မလုပ်နိုင်ဘူးလေခလေးကြီးလိုက်လှုပ်လိုက်အားမလှုပ်လိုက်အဲ့လိုဆိုတော့ဟိုတခြားလုပ်သမားတွေတောက်လျှောက်အလုပ်ကြီးပဲမလုပ်နိုင်ဘူးလေနော်အဲ့တော့သူက9သိန်းပဲပေးတာမြန်မာကိုပို့ရမှာဆိုပြီးတော့အဘအဲ့လိုမျိုးပြောတော့အော်သူလည်းအသက်ကြီးပြီသူ့အလုပ်နဲ့လေကိုယ့်ရဲ့ဒီမှာလဲစားဝတ်နေရေးလဲရှိသေးတယ်နောက်ပိုင်းဇရိတ်တွေလည်းဟိုဖြစ်ပဲကိုကဘယ်လိုပဲဖြစ်တစ်ဖက်တစ်လမ်းကနေကူညီမဲဆိုပြီးအဲ့ဒီမှာတန်းနေခံပြီးတော့လှုပ်တာနောက်ပိုင်းကျတော့တော်တော်လေးကိုမခံစားနိုင်တော့ငါမလုံနိုင်တော့ဘူးလို့ငါလို့အလုပ်ရှာမယ်လို့တခြားအပြင်မှာပဲလုပ်မယ်လို့တခြားအပြင်မှာလည်းကလေးသေးနဲ့ဘယ်လိုလုပ်လို့ရမှာလဲအဲ့ဒီကလည်းဟိုကလေးထိန်ခေါ်လို့ရတာအချိန်ပိုင်းခေါ်လို့ရတာကိုကမသိဘူးသိတယ်ဆိုပေမဲ့လည်းသူတို့တွေကိုမေးကြည့်လိုက်တော့အဲ့ဒီစင်တာကိုဗာမေးကြည့်လိုက်တော့ဒီဘက်တောဘက်ထဲပေါ့မတို့ကတောဘက်ကြတယ်ရွာပေါ့နော်တောရွာပေါ့အဲ့ဒီလိုမျိုးထဲဒီဆမ်မတွေမလာပေးဘူးပေါ့နော်အဲ့ဒါကိုမစိတ်ပြက်လက်ပြက်နဲ့ဒါလေးပဲမေးလို့ပြီးတော့အဲ့ဒီမှာဘယ်လိုဖြစ်လဲဆိုတော့အဲ့ချိန်မှာဘယ်နှလားထိလောက်တာလဲဟိုဟာလောက်ထိ4လ5လလောက်ထိလောက်လိုက်တယ်လှုပ်လိုက်ပြီးတော့ဒီကြားထဲမှာလို့ငါညမအောင်ငါခေါ်မယ်ပေါ့ငါညမအိမ်ကအငယ်မလေးကအဲ့ဒီကသူတို့အိမ်တော်မပြုတ်သေးဘူးပြိုပေါ့နော်အဲ့နဲ့သူ့ကိုခေါ်ပြီးတော့ခလေးမွေးလို့ရှိရင်ခလေးကိုမိခိုးပြီးတော့မှ F15 ဆိုပြီးတော့အဲ့ဒီဗီဇာနဲ့ခေါ်လို့ရတယ်သူ့ကိုခေါ်ပြီးတော့လို့သူ့ကိုခလေးကြည့်ခိုင်းပြီးငါအလုပ်လုပ်နေပေါ့ကိုကအဲ့ဒီစိတ်ကူးနဲ့အဲ့ဒီအတွေးနဲ့ကိုညမကိုခေါ်ဖို့အတွက်လောက်တော့သူကကြီးပြီးနဲ့အကုန်လုံးလုပ်ပေးတယ်စားတန်းနေပါနေညာတွေလည်းလုပ်ပေးတယ်အဲ့ဒါကိုလည်းမီးထိုးရတာပေါ့နော်လုပ်ပေးပါဟဲ့ပြောဟိုဟာဖြစ်ပါဟဲ့စားရွက်တွေတော့ပါဟဲ့ဘယ်မှာတော့ယူပါဟဲ့အဲ့လိုမျိုးမီးထိုးရတာပေါ့နော်ယောက်ျားတွေကတော့သိတယ်တာအဲ့မျိုးနဲ့အရင်ညမလေးကရောက်လာတော့အဲ့ဒီရောက်လာတဲ့အချိန်မှာကိုအလုပ်လုပ်မယ်ဆိုပြီးတော့အလုပ်တွေပါလေးရှောက်လိုက်တော့အခုလက်ရှိလုပ်နေတဲ့အဲ့ဒီဂင်ကုံချမ်းမှာရင်းကြီးဆက်ရုံမှာအမအလုပ်ရတဲ့အချိန်မှာညီမလေးကခလေးကိုကြည့်ပေးတယ်အမကအလုပ်သွားတယ်အဲ့မှာ10ရက်ကျော်17ရက်ပဲရှိသေးတယ်အလုပ်ဆင်းလာ
အဲ့ဒီမတိုင်ခင်မှာအမကကလေးကလည်းဟိုဖြစ်ပြီးကိုလည်းအလုပ်ရှိပြီဆိုတော့ကိုမဖိုးလေးရတာအတိတယောက်ကမမဖိုးပေးထားတဲ့ပတ်စံလေးနဲ့